အင်္ဂါနဲ့စနေသားသမီးတွေကဒီရက်ပိုင်းအတော်တွင်မှာစုံဖြတ်ရခတ်တဲ့ကိစ္စလေးတွေကြုံနေရလိမ့်မယ်ပူပန်တော့ကတော်တော်လေးကိုများနေတတ်တယ်ညအိတ်မပြောလောက်တဲ့အထီကိုပူပန်တော့ကတွေများနေတတ်ပြီးတော့အထူးသဖြင့်ဆိုလို့ရှိရင်ဒီရက်ပိုင်းအတော်တွင်မှာဘာမှမသိဘဲနဲ့ပေါ့နော်ကိစ္စတစ်ခုတော့ရှိနေတယ်အဲ့ကိစ္စကိုဘယ်လိုဆုံးဖြတ်ရမလဲမသိဘူးသူများကကဲဒီလိုဆုံးဖြတ်လို့ပြောလို့ရှိရင်လည်းကိုကတိတ်ပြီးတော့ဘဝင်မကြတာမျိုးတွေကြုံနေရတတ်တယ်အရေးကြီးဆုံးတစ်ခုပြောချင်တာကကြတော့စိတ်အယမ်းညစ်နေတယ်အပူပန်တော့ကအယမ်းများနေတယ်ဆိုတဲ့ကာလကိုတွေ့ရပါတယ်အဲ့အနေထားကိုဖြတ်တန်းနေရတတ်တယ်ပြီးတော့ကြတော့လောလောဆယ်ဆယ်အနေထားတစ်ခုမှာပေါ့နော်ကိုယ့်ရဲ့အခက်ခဲကအရန်ကြီးထွားနေရလို့ကိုယ့်ကိုခံစားနေရပြီးတော့သူများတွေကိုလည်းပြောပြပြီးတော့ဆုံးဖြတ်ခိုင်းမိမယ်ဘလို့မှကိုမရေရမသေးချာတဲ့အတွေးတွေပဲဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ကံကောင်းတာတစ်ခုကဒီရက်ပိုင်းအတော်တွင်မှာဖះတရားပို့လို့ပြပါလိမ့်မယ်ပြီးပြီဆိုလို့ရှိရင်ဖះကိုပို့ပြီးတော့ကြီးညိုစိတ်လေးတွေဖြစ်နေပါလိမ့်မယ်ဖះကုံတော်လေးတွေပို့ပြီးတော့ပွားများဖြစ်ပါလိမ့်မယ်အဲ့ဒီကောင်းကျိုးလေးတွေကြောင့်ပဲပေါ့နော်တိတ်မကြခင်အချိန်တော်တွင်မှာအခုလက်ရှိကိစ္စတွေအားလုံးအလုံးစုံလုံးကိစ္စပပြသွားလိမ့်မယ်နောက်ထပ်တစ်ခုပြောချင်တာကကြတော့လက်ရှိမှာခက်ခဲနေတဲ့အရာအားလုံးဒီလာမဲ့3ရက်ကနေပြီးတော့တစ်ပတ်အတော်တွင်မှာအကုန်လုံးအဆင်ပြေသွားလိမ့်မယ်100%အောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့နမိတ်ကိုတွေ့ရတာဖြစ်ပါတယ်